ယနေ့ယခုအာထုပ်ပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုရှေးဥစွာဤတိုက်အိမ်နှင့်ပတ်ဝန်းကျင်အရတ်တို့၌ရှိကြကုန်သောနတ်အပေါင်းပုဂ္ဂိုလ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်မြတ်ကြီးကိုစောင့်ရှောက်၍နေကြကုန်သောအရိယသူတော်စင်နတ်အပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏လောကပါလနမင်းကြီးများတရားမင်းအစရှိသောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏မိဘဘိုးဘွားဆရာသမားတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံချင်းလီကုန်သောလုံးစုံများစွာတတ္တဝါတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း